မင်္ဂလာတရားတော်22မြစ်တာအကန့်အတန့်မရှိအခုသမီးလေးအသက်ဘာလို့ရှိပြီလဲခလေးအဖေက2 နှစ်ပါဖေယာ2 နှစ်အရွယ်နဲ့တော်တော်တိတက်နေပြီနော်လူကြီးလေလက်အုပ်ချီပြီးတော့တီလာယူတော့သူလည်းပဲလက်အုပ်ချီပြီးတော့ပါဇက်ကလည်းလှုပ်နဲ့ပါရီဆိုနီလည်းမတည်ဘူးသူ့အမေကလည်းသူ့သမီးလေးကိုတော်တော်ချစ်ပုံရလေတရားလာနာတာသူ့သမီးလေးကိုပါခေါ်လာတယ်ခလေးကလည်းနေတက်လိုက်တာဘာမှမပူစားဘူးတရားနာတဲ့အချိန်ကအကြာကြီးနေ့လေကဆို2 နာရီလောက်ကြာမယ်အခုလည်းအကြာကြီးကြာအောင်မှာပဲဘာမှမပူစားဘူးသူ့ဟာသူနေတာပဲမိဘကအခုလိုတရားနာဖို့လာတဲ့အချိန်မှာခလေးကိုပါခေါ်လာတော့ဒီခလေးကဒီအရွယ်ကလေးကဆရာတော်တွေကြွလာတဲ့အခါမှာဒီလိုထိုင်ပြီးတော့ဒီလိုတရားဟောတယ်ဆိုတာကိုဒီမြင်ကွင်းကိုစင်ကျင်ရင်စဉ်းစားရင်ဒီပတ်ဝန်းကျင်အခြေအနေကိုသူမျက်စိထဲမှာဒီအရွယ်ကလေးကမြင်ထားပြီခလီအဖေကတမဖေဟာမြင်ထားတော့စိတ်ထဲမှာအဲ့ဒါရှိနေတော့မှာပဲအခုချိန်မှာတော့ဘာလဲဆိုတာတိတ်တိမှမဟုတ်ဘူးငယ်ငယ်ကလေးကမိဘကတရားကိုတန်ဖိုးထားတယ်စိတ်ဝင်စားတယ်တရားနာတယ်တရားအားထုတ်တယ်တရားစာဖတ်တယ်အိမ်မှာလည်းပဲတရားဝါဒနာပါတဲ့မိဘဆိုတော့ပြောပုံဆိုပုံနေပုံထိုင်ပုံဆက်ဆံပုံကပို့ပြီးတော့အေးချမ်းမှုနူးညံ့မှုတိမ်မှဲ့မှုရှိတယ်ခလေးတွေကိုပြောတာဆိုတာဆက်ဆံတာလဲနူးနူးညံ့ညံ့ဆက်ဆံမယ်ပြောမယ်ဆိုမယ်မတိလို့လောက်တာကင်တာလွဲတာမားတာရှိရင်လေကောင်းကောင်းမွန်မွန်တွန်တင်ဆုံးမမယ်ပြောပြမယ်ခလေးကပိုးပြီးတော့စိတ်ထားကောင်းလာမယ်အတိညာလဲရင့်ကျက်တဲ့ခလေးဖြစ်လာမယ်နော်ခလေးအဖေကတမဖေဟာအဲ့ဒီတော့ဒီခလေးတယောက်စိတ်ထားကောင်းကောင်းနဲ့အတိညာရင့်ကျက်တဲ့လူကြီးတယောက်ဖြစ်လာဖို့ဆိုလားမိဘတွေမှာဘလောက်စိတ်ရှည်ကြရမလဲအထူးသဖြင့်ဒီခလေးအထွတ်အချိန်ပေးရတာတွေတွန်တင်ရတာတွေစိုးမရတာတွေဘလောက်များတယ်လဲခလီအဖေဖြစ်တဲ့တကာကြီးပြောပြပါအောင်ခလေးအမေတကမာကြီးလည်းပြောပြပါအောင်လူတလုံးတလုံးဖိရအောင်ကျွေးရတာတွေဒီခလေးအတွက်စဉ်းစားရတာတွေဘလောက်များမလဲသားသမီးလိုချင်လွန်းလို့သားသမီးလေးတစ်ယောက်ရလာတယ်ဆိုရင်ပဲမိဘတွေမှာအဲ့ဒီခလေးတစ်ယောက်နဲ့ပတ်သက်ပြီးစိတ်ကူးရင်ပြီးမကြခင်ကဖုန်းကြီးရဲ့တပြဲလေတစ်ယောက်မှာသမီးလေးတစ်ယောက်ရလာတယ်အခုခေတ်ကတိတ်ပနီးတွေထွန်းကားတော့သူမမွေးခင်ကတည်းကသမီးလေးမွေးမယ်ဆိုတာသိနေပြီမွေးမဲ့ရက်ဒီလတွေကလည်းနီးလာပြီ2 လ 3 လလောက်ပဲလိုတော့တယ်ဆိုတော့အနေအထိုက်အသွားအလားအစအတော့တော်တော်စင်ကျင်ရတယ်အញ្ញံလိုဖြက်လက်သွားလို့လာလို့မဖြစ်တော့ဘူးအစအတော့စားတာအားစားတော်တော်တတိထားစင်ကျင်ရတယ်ခဏဆရာဟိုးနဲ့သွားပြနေရတယ်မွေးပေါ်လဲသူ့ခမညာဘိုက်ခွဲပြီးတော့မွေးရတယ်အခုလဲသူ့ခလေးလေးနားကကိုမခွာဘူးတနေ့ခလေးအလုတ်ကျွေးမွေးပြုစုနေရတယ်အရင်တုန်းကအလုတ်လုပ်နေတာအခုအလုတ်ကပါထွက်လိုက်ရတာလိုက်ပြီးတော့သမီးလေးအတွက်အချိန်ပြည့်ပြုစုနေတာစားဖို့အတွက်လည်းဒီလိုပဲအခုသမီးလေးက9 လသမီးရှိနေပြီအဲ့ဒါခလေးစားဖို့အတွက်အစားအစာကိုတေးချချက်ပြုတ်ကြိုတယ်စစ်တယ်အဖတ်မပါအောင်တေးချရောပြီးမွေပြီးကျွေးရတာအချိန်မရှိညကလေးငိုတယ်ဆိုတာနဲ့အမေကထားရပြီမိဘအနေနဲ့သားသမီးတွေအပေါ်မှာထားတဲ့မေတ္တာဟာတကယ့်ကိုအကန့်မရှိဘူးနော်အားလုံးသားသမီးအတွက်ဖြစ်တယ်လို့ပြောလို့ရတယ်အင်မတန်မေတ္တာကြီးမားပါတယ်ဒီခလေးကြီးလာတဲ့အခါမှာနည်းနည်းအရွယ်ရောက်လာပြီဆိုရင်ခလေးတွေရဲ့တဘာဝအရာမိဘကိုတော့ကလန်ကဆန်လွတ်မှာပဲနော်ဘာကြောင့်လဲဆိုရင်ဖုန်ကြီးကိုယ်တိုင်လွတ်ခဲ့တာပဲဖုန်ကြီးကမိသားစုထဲမှာသားထဲမှာအကြီးဆုံးဖုန်ကြီးရဲ့အထက်မှာအမတယောက်ရှိတယ်ယောက်ျားလေးတွေထဲမှာဖုန်ကြီးကအကြီးဆုံးနည်းနည်းလေးတိတတာနဲ့တော်တော်ကိုကလန်ကဆန်လွတ်တော့တာပဲအဲ့ဒီတော့ဖုန်ကြီးကြောင့်မိဘတွေတော်စိတ်ဆင်းရဲရမှာပဲကြီးလာတော့တိတက်လာတော့မိဘကိုတော်တော်လေးတန်ဖိုးထားလာတယ်တကယ်တိတက်လာတော့သူတို့ကိုတက်နိုင်တဲ့လောက်ချစ်ခင်ပြောခြင်းဆိုခြင်းပြုစုခြင်းတဲ့အချိန်မှာကြတော့သူတို့ကစုံပါကုန်ပြီမရှိတော့ဘူးအဲ့ဒီတော့စိတ်မကောင်းဖြစ်ရတယ်မိဘရှိသေးတဲ့လူတွေကတော့တော်တော်ကောင်းတယ်လို့ဆိုရမယ်နော်ဖိုးကြီးအဖေကသူ့အသက်50ကျော်လောက်မှဆုံးသွားတယ်သူဆုံးတဲ့အချိန်မှာဖုန်ကြီးက15 နှစ်ပဲရှိသေးတယ်အမေဆုံးတော့သူ့အသက်60ကျော်လောက်ပဲရှိသေးတယ်
သူတို့အသက်ရှင်စနှုန်းကလည်းသူတို့ကိုပေးခြင်းတဲ့နားလည်မှုပြုစုမှုစသဖြင့်သူတို့အပေါ်မှာသူတို့မေတ္တာကိုအတိမတ်မပြုရဘူးဆိုတော့စိတ်မကောင်းအဖြစ်ဆုံးပဲတခါတလေမိဘတွေအကြောင်းပြောရင်ကောင်းကောင်းမအိပ်နိုင်ဘူးမိဘကိုပြုစုခြင်းလှုပ်ကြွေးခြင်းအခုပြောမယ့်အချက်ကမာတာပိတုဥပဋ္ဌာနံတဲ့မိဘကိုပြုစုခြင်းလှုပ်ကြွေးခြင်းဆိုတာမင်္ဂလာတရားတစ်ပါးဖြစ်ပါတယ်ရိုးရိုးလေးအဓိပ္ပာယ်ဖော်လိုက်မယ်ဆိုရင်မိဘကိုချစ်ချစ်ခင်ခင်ရင်ရင်နီနီပွန့်ပွန့်လင်းလင်းလေးလေးစားစားရိုးရိုးတည်တည်ပြုစုနိုင်တာဟာကိုယ့်အတွက်ကြီးပွားကြောင်းအောင်မြင်ရအောင်မြင်ကြောင်းဖြစ်ပါတယ်ကိုကမိဘကိုချစ်ချစ်ခင်ခင်ရင်ရင်နီနီပွန့်ပွန့်လင်းလင်းပြုစုရင်မိဘကလည်းကိုယ့်အပေါ်မှာအင်မတန်မေတ္တာကြီးမားတယ်နော်မိဘမေတ္တာကိုရနေတာကပဲအမှန်တော့ကိုယ့်ဘဝမှာတနည်းအားဖြင့်တစ်ခုတော့ပြည့်စုံတာပဲခလေးเจ้าတွေကိုတွားတယ်တိုက်တိုက်ဆိုင်ဆိုင်ပြောရမယ်ဆိုရင်အဲ့ဒီဖုန်ကြီးကဖုန်ကြီးနဲ့ဘွဲတူတယ်အသက်တူတယ်ဝါတူတယ်သူ့เจ้าမှာမိဘမဲ့ခလေး300ကျော်လောက်ရှိတယ်ခလေးလီရဲ့မျက်နှာလေးတွေကိုကြည့်လိုက်ရင်တိတ်တနာစရာကောင်းတာပဲဘာဖြစ်လို့လဲဆိုတော့သူတို့မှာအမေအဖေတွေမရှိဘူးအဲ့ဒီဆရာတော်ကိုသူတို့တော်တော်ချစ်ပါတယ်အထူးသဖြင့်ခလေးငယ်လေးတယောက်ဆိုအဲ့ဒီဆရာတော်နားကကိုမခွာဘူးတိတ်ချစ်တာအဲ့ဒီဆရာတော်မှာဒီခလေး300ကျော်ကိုပြုစုရတဲ့တာဝန်အင်မတန်ကြီးပါတယ်အဲ့ဒီခလေးတွေနေတာထိုင်တာသွားတာလာတာစားတာတောက်တာကအစာလိုက်ကြည့်တယ်သူတို့ထမင်းစားရင်လည်းလိုက်ကြည့်တယ်ခလေး300ကျော်ကိုထမင်းဝအောင်ကျွေးဖို့ဆိုလားကောင်းကောင်းမွန်မွန်မကျွေးနိုင်ဘူးနော်ဒီအချက်ကိုဖုန်းကြီးကစဉ်းစားကြည့်တယ်အမေအဖေအဆုံရှိတဲ့ခလေးတွေတောင်မှသူတို့စိတ်ထဲမှာမိဘမေတ္တာကိုပြည့်ပြည့်ဝဝတခါတလေမရလိုက်သလိုခံစားကြတယ်မိဘအဝေးရောက်နေလို့ဖြစ်ချင်ဖြစ်မယ်မိဘအလို့များလို့ဖြစ်ချင်လည်းဖြစ်မယ်ဘလို့ဖြစ်ပေါ်အကြောင်းအမျိုးမျိုးကြောင့်အမေဆုံးအဖေဆုံးရှိတဲ့ခလေးတွေတောင်မှမိဘစီကပြိုးစုမှုမေတ္တာကိုပြည့်ပြည့်စုံစုံမရကြဘူးတချို့လည်းသူတို့စိတ်ထဲမှာမရဘူးလို့ထင်နေတာပေါ့နော်မိဘကတော့တက်နေသလောက်တော့ပြိုးစုပါတယ်သူတို့စိတ်ထဲမှာအဲ့ဒါကိုကျေနပ်မှုမရဘူးအဲ့ဒီလိုဆိုတော့အမေအဖေမရှိတဲ့ကလေးတွေရဲ့စိတ်ထဲမှာမေတ္တာငတ်တဲ့စိတ်ဘလောက်ကြီးမားမလဲနော်အဲ့ဒီဖုန်ကြီးเจ้าကိုတွားပြီးပြန်တော့မယ်ဆိုပြီးတော့ကလေးတွေကိုဖုန်ကြီးကနှုတ်ဆက်တော့ကလေးတစ်ယောက်ကထွက်လာပြီးဖုန်ကြီးလက်ကိုကိုက်ပြီးတော့ကျူကျူအောင်ငိုလိုက်တာတနာလိုက်တာသူဖုန်ကြီးကိုချစ်တယ်လို့ပြောချင်တာပဲနော်အဲ့ဒီတော့ဖုန်ကြီးကလည်းသူ့ကိုပခုံးလေးကိုက်ခေါင်းလေးကိုက်ခေါင်းလေးပွတ်ပြီးတော့သူမပြန်စေချင်တဲ့သဘောရှိတယ်သူကဖုန်ကြီးနားမှာထိုင်ပြီးအကြာကြီးစကားပြောတယ်ဖုန်ကြီးနဲ့ပါလာတဲ့တကာတကာမတွေကလည်းခလေးတွေအတွက်အဝတ်အစားတို့ဘာတို့ယူသွားပြီးတော့တယောက်တင်းစီဖုန်ကြီးရှေ့တင်ဝတ်ခိုင်းတာအကုန်လုံးယူဝတ်ကြတယ်အဲ့ဒီခလေးတွေလည်းအလွန်ပျော်တယ်မိဘမေတ္တာတကယ်ကြီးမားပါတယ်နော်မိဘမေတ္တာကိုမရတဲ့ခလေးဘဝမှာတစ်ထပ်လုံးအဲ့ဒီချိုးတဲမှုဘယ်တော့မှပျောက်မှာမဟုတ်ဘူးဘလောက်ပဲအသက်ကြီးပွားကြီးသွားမိဘစီကမေတ္တာမရခဲ့တဲ့ချိုတဲမှုကဘယ်နည်းနဲ့မှမပြောင်းနိုင်ဘူးမိဘမေတ္တာကိုဘာနဲ့မှအစားထိုးလို့မရဘူးမိဘမေတ္တာကိုအစားထိုးလို့ရတဲ့အခြားမေတ္တာမျိုးကရှိကိုမရှိဘူးအန်ကာဆရာတော်ဦးဇော်ဒီကမဟာမြိုင်တော်ရဤမင်္ဂလာတရားတော်စာအုပ်မှကူးယူဖော်ပြပါသည်စာမျက်နှာ132 139